皆さんこんにちは、ゆめです。ဒီဗီဒီယိုမှာတော့ unfortunate ဗီဒီယိုအပုတ်ရှည်လေးကိုရှင်းပြပေးမှာဖြစ်ပါတယ်။အရင်ဆုံးရှင်းပြတာလေးမစခင်ပြောချင်တာလေးကဒီလိုမျိုးဘယ်ဘက်မှာစာပိုက်ကြီးပါမယ်။ညာဘက်မှာမိခိုးနဲ့အဖြေပါတဲ့စာပိုက်အပုတ်ရှည်ကြီးတွေဆိုရင်အရင်ဆုံးမိခိုးနဲ့အဖြေနဲ့ဖတ်မယ်။ပြီးကြတော့မှဒီစာပိုက်လေးကနေအဖြေသွားရှာမယ်။အဲ့လိုမလုပ်ဘဲနဲ့အရင်ဆုံးစာပိုက်ကြီးကိုအစအနေဆုံးဖတ်မယ်။ပြီးကြတော့မှမိခိုးနဲ့အဖြေသွားပြီးဖက်ပြီးရောဒီစာပိုက်ကနေအဖြစ်ပြန်ရှာမယ်ဆိုရင်ဒါရအချိန်ကုန်ရတယ်ပေါ့နော်အချိန်ရမ်းကုန်တယ်အဲ့တော့အဲ့လိုမလုပ်ဘဲနဲ့အရင်ဆုံးမိခိုးနဲ့အဖြစ်ဖတ်မယ်ပြီးကြတော့မှစာပိုက်ထဲကနေသွားပြီးတော့အဖြစ်ရှာမယ်ဒါဆိုရင်စမယ်နံပါတ်1မိခိုးあの時とは一緒ですかအဲ့ဒီတော့ဆိုတာကဘယ်တော့လဲ1番一緒にベトナムを旅行した時အတူတူဗီယက်နမ်ကိုခရီးထွက်ခဲ့တုန်းက2番မေဂူမီဆန်の姉がベトナムを旅行した時မေဂူမီဆန်ရဲ့အမကဗီယက်နမ်ကိုခရီးထွက်ခဲ့တုန်းက3番ဟိုဝမ်ဆန်ကベトナムに帰る時ဟိုဝမ်ဆန်ကဗီယက်နမ်ကိုပြန်တုန်းက4番日本で一緒に旅行した時ဂျပန်မှာအတူတူခရီးထွက်ခဲ့တုန်းကအဲ့တော့စာပိုက်မှာဆိုရင်ဒီလိုမျိုးပေါ့နော်သူမေးတဲ့မိခိုးနေရာကိုမီးလေးတားထားရလေးပါတတ်တယ်အဲ့တော့ကိုကတကယ်လို့ပေါ့နော်စာမိုးရမှာအချိန်တော့မရှိတော့ဘူးအဲ့လိုချိန်မျိုးဆိုရင်ဒီလိုမျိုးမီးတားထားတဲ့စာကြောင်းလေးရဲ့တစ်ချောင်းတစ်ချောင်းဖဲုံနဲ့အဖြေကပေါ်တယ်ပေါ့နော်ဒီမှာဆိုရင်ဒီနားမှာဆိုရင်စာကြောင်းအဆုံးသက်သွားတာဖြစ်တဲ့အတွက်ဒီနားကနေစပြီးတော့ဖဲုံနဲ့အဖြေကပေါ်တယ်ပေါ့နော်အဲ့လိုမဟုတ်ဘူးကိုကတေချာဖတ်ပြီးတော့မှအဖြေရှာခြင်းနဲ့တော့အချိန်ရှိသေးရဲ့လို့ဆိုရင်တော့တပိုင်လုံးဖတ်တာကပို့ပြီးတော့ကောင်းတယ်ပေါ့နော်အဲဆိုရင်ပို့ပြီးတော့အဖြေကိုနားလည်ပြီးတော့ရွေးရလွယ်တယ်ပေါ့နော်ဆာမွေးမှာဆိုရင်တကယ်လို့ကိုကမြန်ပြီးရှင်နေဆိုရင်တော့ဒီလိုမျိုးပေါ်စာကြောင်းလေးမဖက်လည်းရရပေါ့နော်ဒီကနေစပြီးတော့ဖက်လည်းရရပေါ့ဒါပေမဲ့ဒီမှာတော့တရှိအကိုရှင်းပြပေးရမယ်山本めぐみさんがベトナムの保安船に出したメールです。山本めぐみやဆိုရင်ဗီယက်နမ်မှာရှိတဲ့ဟိုဝမ်ကိုပို့လိုက်တဲ့မေးဖြစ်တယ်။အဲ့တော့ပို့တာက山本めぐみဘသူစီကိုပို့လိုက်တာလဲဆိုရင်ဟိုဝမ်ဆန်စီကိုပို့တာ။お元気ですかနေကောင်းလား။ဟိုဝမ်ဆန်ကベトナムに帰ってからちょうど1年になりますね။ဟိုးဆယ်ဗီယက်နမ်ကိုပြန်သွားရဆိုရင်တစ်နှစ်တောင်ရှိပြီနော်ချောတို့ဆိုတာကကွက်တိဖြစ်တာကိုပြောတာそちらで学校生活を楽しく送っていますかအဲ့ဒီမှာဆိုရင်ကျောင်းသားဘဝကိုပျော်ရွှင်နေဖြစ်တန်းနေလားတဲ့私は来月大切な試験があるので今ちょっと忙しいですကျွန်တော်ဆိုရင်လာမဲ့လာပေါ့နော်大切な試験အရေးကြီးတဲ့ဆောင်ရွက်ရှိတာမို့လို့အခုနည်းနည်းလှုပ်ရှုပ်နေတယ်။ホワンさんが帰る前に一緒にいた北海道旅行はとても楽しかったですね။ホワンさんမပြန်ခင်တော့ကအတူတူသွားခဲ့တဲ့北海道ခရီးရဆိုရင်အရင်အောင်မှပြောဖို့ကောင်းခဲ့တယ်နော်။あの時撮った写真を今も時々見ています。အဲ့တော့ကရိုက်ခဲ့တဲ့ဓာတ်ပုံတွေကိုအခုဆိုရင်တစ်ခါတလေကြည့်ဖြစ်တယ်တဲ့တော့ဒီမှာဆိုရင်အဖြေရပေါ်ပြီးအနိုတိုကီအဲ့ဒီတော့ရိုက်ခဲ့တဲ့ဓာတ်ပုံတွေဆိုဘယ်တော့ရိုက်ခဲ့တဲ့ဓာတ်ပုံလဲဟိုဝဲဆန်မပြန်ခင်အတူတူသွားခဲ့တဲ့ဟိုကာယိုခီးစဉ်အဲ့တော့အဖြေက4番日本で一緒に旅行した時ဂျပန်မှာအတူတူခရီးထွက်ခဲ့တုန်းကအနိုတိုကီဆိုတာက2番めぐみさんはホワンさんに何を頼みましたかめぐみやဆိုရင်ဟိုဝမ်ဆန်ကိုဘာကိုတောင်းဆိုခဲ့တာလဲ頼みますတောင်းဆိုသည်頼みましたကဘာကိုတောင်းဆိုခဲ့လဲ1番めぐみさんがベトナムを旅行するときホチミンを案内することめぐみさんဆိုရင်ဗီယက်နမ်မှာခရီးထွက်ခဲ့တုန်းကဟိုချီမင်းကိုအန်နိုင်စုရုကိုတော့လမ်းညွှန်ပေးရလမ်းပြပေးရအဲ့ဒီကိစ္စတဲ့2番めぐみさんがベトナムを旅行するときいいお店を紹介することめ
မေဂူမီယာဆိုရင်ဗီယက်နမ်ကိုခရီးသွားတော့ကကောင်းတဲ့ဆိုင်လေးတွေကိုမိတ်ဆက်ပေးခဲ့တဲ့ကိစ္စ姉のためにベトナムの学生を紹介することအမအတွက်ဗီယက်နမ်ကကျောင်းသားတွေကိုမိတ်ဆက်ပေးတဲ့ကိစ္စ姉のためにベトナムの学生に質問することအမအတွက်ဗီယက်နမ်ကကျောင်းသားတွေကိုဒီမိကိုမင်းမြတ်တဲ့ကိစ္စအဲ့တော့ဘာကိစ္စကိုမေကူမီရဲ့တောင်းဆိုခဲ့တာလဲဒုတိယပိုင်းလေးကိုဖတ်မယ်実は保安さんにお願いしたいことがあってメールしましたတကယ်တော့保安さんကိုကိုညီတောင်းချင်တဲ့ကိစ္စလေးရှိလို့မေးပို့လိုက်တာပါတဲ့私の姉は大学の先生ですがကျွန်တော်ရဲ့မဆိုရင်တက္ကသိုလ်ကဆရာမဖြစ်ပြီးတော့3月頃研究のためにベトナムに行く予定です頃ဆိုကဝင်းကျင်3လပိုင်းလောက်မှာ3လပိုင်းဝင်းကျင်မှာ研究のためにသူတည်တနာလုပ်ဖို့အတွက်ဗီယက်နမ်ကိုသွားဖို့အစီအစဉ်ရှိတယ်ホアンさんの住んでいるホチミンに行きます。ホアンさんにいるホチミンをသွားမှာဖြစ်တယ်။姉はホチミンに住んでいる20代の学生に質問をしたいそうですが、အမဆိုရင်ဟိုချီမင်းမှာနေနေတဲ့20代ဆိုတာက20ကနေ29ရှိအသက်ရှိတဲ့လူကိုပြောတာပေါ့နော်။20代学生20ကနေ29ဝန်းကျင်ရှိတဲ့ကျောင်းသားတွေကို質問をしたいそうですが、メゴミメンチの保安さんの友達を紹介してもらえませんか保安さんရဲ့တငယ်ချင်းတွေနဲ့မိတ်ဆက်ပေးလို့ရနိုင်မလားဒါဆိုရင်အဖေကပေါ်ပြီအဲ့တော့ဒီမေဂူမီက保安さんကိုတောင်းဆိုတဲ့ကိစ္စကဘာလဲဆိုရင်保安さんရဲ့တငယ်ချင်းတွေကိုဒီမိတ်ဆက်ပေးခိုင်းတဲ့ကိစ္စအဲ့တော့အဖြေက3番姉のためにベトナムの学生を紹介することသူအကြောင်းသားတွေကိုမိတ်ဆက်ပေးခိုင်းတဲ့ကိစ္စပေါ့နော်မိကိုမင်းမြတ်မဲ့ကိစ္စမဟုတ်ဘူးဟိုရဲ့ဆန်ရဲ့sorry မိကိုမင်းရဲ့အမကဒီကျောင်းသားတွေကိုမိကိုမင်းမြတ်ချီလို့မေကူမီယာဟိုအန်ဆန်ကိုဘာလို့တောင်းဆိုလဲဆိုရင်ကျောင်းသားတွေကိုမိတ်ဆက်ပေးခိုင်းတာနော်အဲ့ဒီကိစ္စကိုတောင်းဆိုတာအဲ့ဒီကြောင့်မို့လို့အဖြေမှန်က3番နံပါတ်3မိကိုလေးကြည့်မယ်ဟိုအန်ဆန်ကどんな人ですかဟိုအန်ဆန်ကဘယ်လိုလူမျိုးလဲ1番1年前は日本に行ったが今はホチミンにいる学生လွန်ခဲ့တဲ့တစ်နှစ်ကတော့ဂျပန်မှာရှိပေမဲ့ခုဆိုရင်တော့ဟိုချီမင်းမှာရှိနေတဲ့ကျောင်းသား2番ဆိုရင်メグミさんがベトナム旅行をした時に会った学生メグミやဆိုရင်ဗီယက်နမ်ကိုခရီးထွက်ခဲ့တော့ကတွေ့ခဲ့တဲ့ကျောင်းသား3番メグミさんの姉の友達で20代の学生メグミရဲ့အမရဲ့တငယ်ချင်းတွေထဲမှာဆိုရင်20ကနေ29ဝန်းကျင်ရှိတဲ့ကျောင်းသားဖြစ်တယ်တဲ့ဒီုံပန်အကြတော့မေဂူမီဆန်の姉がベトナム料理店で会った学生မေဂူမီရဲ့အမကဗီယက်နမ်စားတောက်ဆိုင်မှာပေါ့နော်ဗီယက်နမ်料理店ဆိုတော့စားတောက်ဆိုင်ဗီယက်နမ်စားတောက်ဆိုင်မှာတွေ့ခဲ့တဲ့ကျောင်းသားဖြစ်တယ်အဲ့တော့ဒီမှာဆိုရင်တို့တွေပု္ပ္ပာ1နဲ့ပု္ပ္ပာ2ကိုဖတ်တဲ့အဖြေကသိနေပြီဟိုအန်ဆန်ကဘယ်လိုလူမျိုးလဲဆိုရင်လွန်ခဲ့တဲ့တစ်နှစ်ကဂျပန်မှာရှိပေမဲ့အခုဆိုရင်ဟိုချီမင်းမှာရှိနေတဲ့ကျောင်းသားဖြေမှန်က1番ပေါ့နော်သူကဆက်ချင်းတဲ့ကဟိုအန်ဆန်ကိုနေကောင်းလာလို့နှုတ်ဆက်တယ်ပြီးတော့ဟိုအန်ဆန်ကတဲ့ဗီယက်နမ်ကိုပြန်သွားတာတစ်နှစ်တောင်ရှိပြီနော်ဆိုတော့သူကဗီယက်နမ်မှာအခုရှိနေတဲ့ကျောင်းသားအရင်ကတော့ဂျပန်မှာရှိတယ်အခုကတော့ဗီယက်နမ်မှာရှိနေတာပြီးတော့သူကမကူမီဆန်ဗီယက်နမ်ခီးထွက်ခဲ့တော့ကတွေ့ခဲ့တဲ့ကျောင်းသားလည်းမဟုတ်ဘူးမကူမီရဲ့အမရဲ့တငယ်ချင်းတွေထဲမှာရှိတဲ့ကျောင်းသားလည်းမဟုတ်ဘူးပြီးတော့မကူမီအမဗီယက်နမ်စားတောက်ဆိုင်မှာတွေ့ခဲ့တဲ့ကျောင်းသားလည်းမဟုတ်ဘူးမကူမီမနဲ့ဟိုဝဲဆိုင်လည်းတိအောင်မသိဘူး
ဒါဆိုရင်အဖြေက1番ရမယ်နော်အဲ့တော့နောက်ဆုံးမိကိုလေးめぐみさんの姉はどうしてベトナムに行きますかတဲ့めぐみရဲ့အမကဘာဖြစ်လို့ဗီယက်နမ်ကိုသွားမှာလဲ1番ベトナムを観光したいからဗီယက်နမ်ကိုဒီ観光ဆိုတဲ့စိုက်စီးလောက်တာပေါ့နော် view တွေကြည့်မှာပေါ့ဗီယက်နမ်ရဲ့နေရာတွေကိုသွားပြီးတော့အဲ့လိုမျိုး view တွေလိုက်ကြည့်ချင်လို့တဲ့2番ကျတော့美味しいベトナム料理を食べたいからအရသာရှိရဲ့ဗီယက်နမ်စားစာတွေကိုစားချင်လို့3番ကျတော့ベトナムで学生に質問したいからဗီယက်နမ်ကကျောင်းသားတွေကိုမိကုံးမင်းမြဲချင်လို့4番ကျတော့ベトナムの学生と友達になりたいからဗီယက်နမ်ကကျောင်းသားတွေနဲ့တငယ်ချင်းဖြစ်ချင်လို့အပေါ်ကပု္ပ္ပာဘယ်လောက်လဲပု္ပ္ပာနံပါတ်1ကိုဖတ်တဲ့တို့တွေသိသွားတယ်မေကူမီယာဆိုရင်ဟိုဟန်စာကိုတောက်ဆိုခဲ့တဲ့ကိစ္စဘာကိစ္စလဲဆိုရင်သူ့မကဗီယက်နမ်ကကျောင်းသားတွေကိုဒီမိကိုမင်းမင်းချင်တဲ့အတွက်သူတငယ်ချင်းကိုပေါ့နော်ဗီယက်နမ်ကကျောင်းသားတွေနဲ့မိတ်ဆက်ပေးခိုင်းတာသူအဲ့လိုတောင်းဆိုခဲ့တာအဲ့တော့မေကူမီအမဘာလို့ဗီယက်နမ်ကိုသွားတာလဲဆိုရင်စမ်းပန်ဖြစ်တဲ့ဗီယက်နမ်ကကျောင်းသားတွေကိုမိကိုမင်းမြဲချင်လို့အဖြေမှန်ကစမ်းပန်ရမယ်နော်အဲ့တော့ဒီဘက်ကပေါ့နော်ကြံခဲ့တဲ့စာပိုက်တွေကိုမဖတ်ဘဲနဲ့တော့အဖြေကရွှေ့လို့ရသွားပြီပေါ့နော်ဒီကတော့သူကဒီတိုင်းအပိုလေးထည့်ထားပေါ့အဲ့ဒါလေးပါရှင်းပြမယ်学生が3人必要だそうですကျောင်းသားတော့3ယောက်လိုတယ်တဲ့1人30分くらいで終わります。手やころミニ30ねピーメン。お忙しいと思いますが、探してもらえると嬉しいです。လောက်တွေများနေမယ်လို့ထင်ပေမဲ့ရှာပေးမယ်ဆိုရင်တော့ကျေးဇူးတင်ပါတယ်တဲ့အဲ့တော့ဒီစာကြောင်းလေးကကောင်းတယ်ပေါ့နော်ဒီစာကြောင်းလေးကမှတ်ထားတာကောင်းတယ်လက်တွေ့အပြင်မှာလည်းဒီလိုမျိုးလေးပြောတာလေးရပါတော့ရဟန်းတော့ဝင်တယ်တော့ပေါ့နော်ဒီရောက်ကိုကအကူညီတောင်းချင်တယ်အဲ့တော့ဘယ်လိုပြောရလိမ္မာပါနဲ့မှုနဲ့အကူညီတောင်းတာပေါ့အဲ့တော့အလုံးစုံနေမယ်လို့ထင်ပေမဲ့ကျွန်တော်တို့ရှာပေးမယ်ဆိုရင်တော့ကျေးဇူးပြောပါတယ်ပေါ့နော်ကျေးဇူးတင်မှာမဟုတ်ဦးလေးရှိတယ်ပြောပါတယ်တဲ့ဟုတ်ကောက်စားတွေဆက်ပြီးတော့ဖတ်မယ်それから姉はベトナム料理が好きなのでပြီးတော့အမဆိုရင်ဗီယက်နမ်အစားအစာတွေကိုကြိုက်တာမို့လို့美味しいベトナム料理の店があったら教えてください。ရတာရှိတဲ့ဗီယက်နမ်အစားအစာတွေကိုရောင်းတဲ့ဆိုင်ရှိမယ်ဆိုရင်ပြောပြပေးပါအောင်တဲ့။ご飯時待っています。ပလိုင်းကိုစောင့်နေပါမယ်။စာပြန်မအောင်စောင့်နေပါတယ်။ဘသူကဒီမေးကိုပို့လာတယ်ဆိုရင်ရမမို့တော့မေကူမီယာပို့တာ။はいဒါဆိုရင်ဒီပုတ်ရှင်လေးရမယ်လို့ထင်ပါတယ်။はいじゃあ次のビデオで会いましょう。